လူကလည်းဝလာတယ်အိမ်မှုကိစ္စတွေကလည်းလုံနေရလို့လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိဘူးတချို့ကြတော့လည်းအိမ်မှုကိစ္စတွေလုံနေပါရက်နဲ့တောင်မှ weight ကမကျလာဘူးငါတို့ကတော့မျိုးနဲ့ယူနဲ့ weight တက်တာပါဆိုပြီးတော့ဖြည့်သိမ့်နေရတဲ့သူတွေအတွက်ဒီဗီဒီယိုထဲမှာဖြည့်လေးတစ်ခုရှိမယ်လို့ထင်ပါတယ်အစီလောင်ကျွမ်းခြင်းလို့ပြောလိုက်ပြီဆိုတာနဲ့လူတွေတော်တော်များများသိထားတာကဒီအစာရှောင်တာတို့ဒီ12နာရီလောက် fasting လုပ်တာတို့ပြေးတာတို့ဒီ cardio လုပ်တာတို့ပဲအစီလောင်ကျွမ်းတယ်လို့ထင်ကြတယ်ပေါ့နော်အခုဒီ research ရဲ့ပြောကြားချက်အရာပေါ့နော်ခန္ဓာကိုယ်ရဲ့ဒီနှလုံးခုန်လုံးသတ်မှတ်ချက်တစ်ခုရောက်ပြီဆိုရင်လည်းအစီလောင်ကျွမ်းတော့ဖြစ်နိုင်တယ်ဆိုတာကိုပြောပြထားပါတယ်ဆိုတော့ဒီဇာတ်ထဲမှာဆိုရင်အသက်အရွယ်လိုက်ပေါ့နော်ဒီနှလုံးခုန်လုံးကဘယ်အချိန်မှာစတင်ပြီးတော့အစီလောင်ကျွမ်းလဲဆိုတာကိုပြပေးထားပါတယ်ဥပမာအဖြစ်ဒီအသက်18ကနေ20ကြားဆိုရင်ဒီနှလုံးခုန်လုံး140ကိုရောက်ပြီဆိုရင်အစီစတင်လောင်ကျွမ်းပါပြီအသက်26ကနေ30ကြားဆိုရင်တော့နှလုံးခုန်လုံး133ကိုရောက်ပြီဆိုရင်တော့အစီစတင်လောင်ကျွမ်းပါပြီအလွယ်ပြောရမယ်ဆိုရင်ကိုကဒီအလုပ်လုပ်ရင်းနဲ့စကားပြောလို့ရပါတယ်ဒါပေမဲ့ကိုကဒီတချင်းတွေပါဆိုလိုက်တဲ့အခါကျရင်အသက်ရှူတာမဝတလို့ဖြစ်သွားပြီဆိုရင်တော့ဒါအစီလောင်ကျွမ်းတဲ့ဇုံကိုရောက်ရှိသွားပါပြီဆိုတော့ဒါကတော့အစီလောင်ကျွမ်းခြင်းဇုံအကြောင်းပါအဲ့ဒါအပြင်ကိုအနေနဲ့ဒီအိမ်မာနေရေးဝိတ်ကြမကြလားဆိုတာကိုဖြေပေးပါမယ်ဆိုတော့ဝိတ်ကြပါတယ်ဒါပေမဲ့ထိထားတဲ့အချက်လေးတွေတော့ရှိပါတယ်ဆိုတော့ပထမတစ်ချက်အနေနဲ့ကိုကဒီမျက်စိတွေလဲတယ်အိမ်တန်ရှင်းရေးတွေလုပ်တယ်အဝတ်တွေလျှော်တယ်ဆိုရင်ခုနကပြောသွားတဲ့ဒီအစီလောင်ကျွမ်းခြင်းစုံကိုရောက်ဖို့ဆိုရင်ပုံမှန်လိုမျိုးအေးစစ်စစ်လုပ်လို့မရပါဘူးခက်တက်တက်လေးလုံးမှသာအစီလောင်ကျွမ်းမှာဖြစ်ပါတယ်ပုံမှန်အိမ်တန်ရှင်းရေးလုပ်မယ်ဆိုရင်တော့ပျမ်းမျှအားဖြင့်ပေါ့နော်မိနစ်30ဆိုရင်ကယ်လိုရီ100လောက်လောင်ကျွမ်းပါတယ်ဒါပေမဲ့ကိုကဒီကယ်လိုရီလောင်ကျွမ်းစုံတွေကိုရောက်ရှိသွားပြီဆိုရင်တော့ကယ်လိုရီက2ဆလောင်ကျွမ်းမှာဖြစ်ပါတယ်အဲ့ဒီညမှာဒီကိုလေးချိန်ပူများတဲ့သူဆိုရင်တော့ကယ်လိုရီပိုပြီးတော့လောင်ကျွမ်းမှာဖြစ်ပါတယ်နောက်ပြီးတော့ကိုကအိမ်မှာပေါ့နော်တနေ့ကုန်အောင်းမနေပဲနဲ့ညနေဘက်ဆိုရင်ဒီလမ်းလျှောက်ထွက်တာမျိုးတွေလည်းလုပ်ပေးလို့ရတယ်ပြီးရင်ကိုစားတဲ့အစားအသောက်တွေကိုလည်းကယ်လိုရီတွက်ပြီးခြင်းအပြင်ကိုကအိမ်မှာလေ့ကျင့်ခန်းမလုပ်ဘဲနဲ့အိမ်လုပ်တွေလုပ်ရင်းနဲ့ဝိတ်ကြနိုင်မှာဖြစ်ပါတယ်အဲ့ချက်ပို့ပြီးတော့ကိုကကြစ်လေးလေးဖြစ်ချင်တယ်လူတကာငေးမောရလောက်တဲ့ခန္ဓာကိုယ်လေးရချင်တယ်ဆိုရင်တော့အလေးမလေ့ကျင့်ခန်းကိုတွဲပြီးတော့လုပ်ပေးသင့်ပါတယ်လေ့ကျင့်ခန်းဆိုတာနဲ့လည်းမကြောက်ပါနဲ့အိမ်မှာပဲလေ့ကျင့်ခန်းလိုက်လို့ရမယ် program တွေ Power Play app ထဲမှာရှိပါတယ်ဆိုတော့ Power Play app ထဲမှာ Fitness Influencer NCMO ရဲ့ထုံးနံဘမ်ဆိုတဲ့ program ကအိမ်ရှင်မတွေလိုက်လို့ရမှာဖြစ်တဲ့ကြောင့်မလို့ဒီဗီဒီယိုလေးရဲ့အောက်မှာ app link လေးကိုချပေးထားပါတယ် app link တွေကိုဝင်ပြီးတော့ဝင်ရောက်စမ်းကြည့်လို့ရပါတယ်